မြန်မာနိုင်ငံမှာခီးသွွာလာတဲ့အခါမှတ်ပုံတင်စေယုံတင်မဟုတ်တော့ပဲလူပါကတ်သားချိန်ပြီးစီးရတဲ့ခေတ်ရောက်လာပြီလို့ဆိုရတော့မှာပါအခုလိုဖြစ်ရခြင်းကအမြန်လန်းပေါ်တက်တဲ့အခါမှာဘတ်စကားတွေပါတန်ချိန်နေရပြီးတန်ချိန်ပိုရင်ပေးမသွားတော့တာကြောင့်ရင်လိုင်းတွေတန်ချိန်စစ်နေကြရတာပါတိုးဂိတ်တွေမှာတတ်မှတ်တန်ချိန်ထက်ပိုရင်သွားခွင့်မပြုတဲ့မူဝါဒကြောင့်ခီးတဲ့တင်ကားတွေလည်းတန်ချိန်စစ်နေကြရတဲ့အခြေအနေဖြစ်လာပါတယ်ဆိုတော့ရင်လိုင်းတွေဟာခီးသည်တွေကိုကတ်သားချိန်ပြီးတော့တတ်မှတ်တန်ချိန်ပြည့်မပြည့်တွက်ကကုန်စီတင်နေကြပြီးပြေးဆွဲနေကြတာဖြစ်ပါတယ်။ခီးသွားတဲ့အခါလူကိုပါကတ်သားချိန်တာကမြန်မာနိုင်ငံကပထမဦးဆုံးဖြစ်ကဘယ်မှာမှမကြားဘူးတဲ့တော်တော်လဲထူးဆန်းတဲ့ကိစ္စရဲ့ဖြစ်နေပါတယ်။အဝေးပြေးရင်လိုင်းတွေဟာတန်ချိန်ပိုမပူပေါ်မူတည်ပြီးကုန်စီတင်ကြတဲ့ပုံစံမျိုးရည်စရာလဲကောင်းတယ်လို့မြန်မာနိုင်ငံရဲ့ policy အလွဲတွေကိုလည်းတွေ့နေရပါတယ်။ဘတ်စကားတွေကိုပါကသားတင်စစ်တဲ့စနစ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာလကကျင့်သုံးခဲ့ပြီးတဲ့နောက်မှာအခုလိုလူပါကသားချိန်တဲ့စနစ်ဖြစ်လာတာပါခီးတဲ့တင်ဘတ်စကားတွေဟာခီးတဲ့အပြင်ဂုံပါတင်တဲ့စနစ်ကိုကျင့်သုံးနေကြတာဖြစ်ပြီးတိုးကိတ်တွေမှာလည်းတန်ပိုရင်ပေးမသွားတဲ့စနစ်ပါ